ဟိုးရှိတော့ငါပေါ့တောနဲ့ကြီးထဲမှာကိန္ဒရီမာလေးနဲ့ထင်းခုတ်သမားလေးတို့ရဲ့ဆွေးမြေ့ပွဲရာအချစ်ဇလံအကြောင်းကိုတင်ဆက်ပေးချင်ပါတယ်ရှင်။ခေါင်းစဉ်နာမည်လေးကတော့နှင်းဖုံးတောင်ချီကကိန္ဒရီမြက်ရည်ပုံမြင်လေးမနားထောင်ခင် channel လေးကို like and subscribe လေးလုပ်ထားပေးကြဖို့တောင်းဆိုပါတယ်ရှင်။ပုံမြင်လေးစလိုက်ကြရအောင်ပါရှင်။ဟိမဝန္တာတောင်ချီရဲ့တနေရာလူသူအယောက်အပေါက်နေပါလာတဲ့တောနဲ့ကြီးထဲမှာအောင်စီးဆိုတဲ့လူငယ်လေးတဦးဟာမိဘပိုးပွားတွေလက်ထက်ကလေးကလုတ်ကင်လာတဲ့ထင်းခုတ်တဲ့အလုံးနဲ့အသက်မွေးနေပါတယ်။အောင်စီဟာရုပ်ရည်တမ်းပြန့်တယ်လို့စိတ်ထားလဲနူးညံ့သူပါ။သူတော်တဲ့သွားရင်အမြဲတမ်းပါလိရှိတာကတော့သူကိုယ်တိုင်တစ်သားနဲ့လှုပ်ထားတဲ့တရောအစုပ်လေးတစ်လက်ပါပဲ။ပင်ပန်းတဲ့အခါဒါမှမဟုတ်စိတ်မကြည်လင်တဲ့အခါအောင်စီဟာတစ်ပင်ကြီးတစ်ပင်အောက်မှာထိုင်ပြီးတရောလေးကိုထိုးလိရှိပါတယ်။သူ့ရဲ့တရောတန်းဟာတောကောင်လေးတွေကိုတောင်ညင်သက်သွားစီလောက်အောင်ပါရတယ်လို့တစ်ဖက်မှာလည်းပြောမပြတတ်တဲ့လွမ်းမောဖွယ်ရာခံစားချက်တွေပြည့်နှက်နေတတ်ပါတယ်။တနေ့မှာတော့ပုံမှန်ထပ်ပူပြီးတောနက်ထဲကိုရောက်သွားတဲ့အောင်စီဟာရေတကုံငယ်လေးတစ်ခုနားမှာနားနေရင်တရောကိုစတင်ထိုးလိုက်ပါတယ်။အဲ့ဒီအချိန်မှာပဲထူးဆန်းတဲ့အဖြစ်ပြက်တစ်ခုစတင်လာတော့တယ်။တရောတန်လေးပြန့်လွင့်သွားတဲ့တလျှောက်မှာတစ်ပင်တွေချားတဲ့ကနေတစုံတယောက်ကသူ့ကိုချောင်းကြည့်မိတယ်လို့ခံစားလိုက်ရပါတယ်။အောင်စီဟာတရောထိုးတာကိုရုတ်တရက်ရက်လိုက်ပြီးဘေးဘီကိုကြည့်လိုက်တဲ့အခါခြုံပုတ်တွေချားထဲမှာတောက်ပနေတဲ့မျက်လုံးတစ်စုံနဲ့အတူရွှေရောင်အစင်းရှိတဲ့တောင်ပန်ခတ်တန်တဲ့တဲ့ကိုကြားလိုက်ရပါတယ်။ဘာတူလဲ။အောင်စီကလှမ်းမေးလိုက်ပေမဲ့ဘာတန်မှပြန်မကြားရပါဘူး။ဒါပေမဲ့မြေပြင်ပေါ်မှာတော့ထူးဆန်းတဲ့အမွှေးအတောင်လေးတစ်ခုကလွင့်ပြန့်ကျလာပါတယ်။အဲ့ဒါဟာငှက်မွှေးလည်းမဟုတ်လူပစ္စည်းလည်းမဟုတ်တဲ့ရွှေရောင်တောက်နေတဲ့ကိန္ဒရီတို့ရဲ့အမွှေးအတောင်ဖြစ်နေပါတယ်။အောင်စီဟာအဲ့ဒီအမွှေးတောင်လေးကိုကောက်ယူကြည့်နေတော့မှပဲတောအုပ်ထဲကနေစူးရှားလှတဲ့ငိုတန်လိုလိုအော်ဟစ်တန်လိုလိုအတန်ကြီးတစ်တန်ထွက်ပေါ်လာပါတော့တယ်။အောင်စီကြားလိုက်ရတဲ့စူးရှာအော်တန်ကြီးဟာတာမန်တောကောင်တစ်ကောင်ရဲ့အတန်မျိုးမဟုတ်ဘဲနာကျင်မှုတွေအပြည့်ပါနေတဲ့မိန်းကလေးတစ်ယောက်ရဲ့အော်ဟစ်တန်နဲ့တူနေပါတယ်။အောင်စီဟာကြောက်စိတ်ကိုဖေးဖယ်ပြီးအတန်လာရာခြုံပုတ်တော်တွေထဲကိုတိုးဝင်သွားခဲ့ပါတယ်။ခဏအကြာမှာတော့ရေတခွန်အထက်ဘက်ကကြောက်ဆောင်တောင်ကွဲကြီးတစ်ခုရဲ့အောက်မှာသူမြင်လိုက်ရတဲ့မြင်ကွင်းကြောင့်အောင်စီအသက်ရှူမားသွားရပါတယ်။ခါအထက်ပိုင်းကလူသားမိန်းကလေးတစ်ယောက်လိုလှပလွန်ပြီးခါအောက်ပိုင်းကတော့ငှက်တုရဲ့ကိုယ်ထဲနဲ့တောက်ပတဲ့ရွှေရောင်အတောင်ပံနေရှိနေတဲ့ကိန္ဒရီမလီတူပါသူမဟာကြောက်ဆောင်ကြားမှာညှက်ပြီးအတောင်ပံတစ်ဖက်မှာတော့သွေးဆူနေတဲ့ထန်းရကြီးတစ်ခုနဲ့လဲကျနေပါတယ်မကြောက်ပါနဲ့ကျွန်တော်ကူညီပါရစီအောင်စီကတုံတုံရင်ရင်နဲ့အနားကိုတိုးသွားပါတယ်ကိန္ဒရီမလီဟာအစပိုင်းမှာရမ်းမှုမဲ့ပုံစံနဲ့အတောင်ပံတွေကိုခတ်ဖို့ကြိုးစားပေမဲ့ဒဏ်ရာကပြင်းထန်လွန်တာကြောင့်မိမျောလူနေပါဖြစ်သွားပါတယ်အောင်စီဟာသူ့ရဲ့ပစိုးစာကိုအသာအရာဆုပ်ဖြတ်ပြီးကိန္ဒရီမလီရဲ့ဒဏ်ရာကိုစီးနှောင်ပေးလိုက်ပါတယ်။ထူဆန်းတာကသူမရဲ့အသားအရည်ဟာလူသားတွေထပ်ပိုမိုနူးညံ့ပြီးသူမစီကနေတစ်ခွာပန်းရနံ့လိုဟွေးရနံ့တစ်ခုတင်းပြန့်နေတာပါပဲ။အောင်စီဟာသူမကိုဘေးကင်းတဲ့ခူအိုလေးတစ်ခုတည်းကိုအသာအရာပွေချီသွားပြီးသူ့မှာပါလာတဲ့ရေနဲ့စီးမြူတူတွေကိုအုံပြုစုပေးခဲ့ပါတယ်။ညာဦးပိုင်းရောက်တော့ကိန္ဒရီမာလေးတတိယလာပါတယ်။သူမဟာအောင်စိတ်ကိုကြောက်လန့်တခြားကြည့်နေပေမဲ့အောင်စီကသူ့ရဲ့တရောလေးကိုယူပြီးညိတ်ညိတ်ညောင်းညောင်းလေးထိုးပြလိုက်တဲ့အခါမှာတော့သူမရဲ့မျက်ဝန်းတွေဟာတဖြည်းဖြည်းအေးချမ်းသွားပါတယ်။ရှင်ကဘာတူလဲ။ဘာလို့ကျမကိုကူညီတာလဲ။သူမရဲ့အတန်ဟာလေချွန်တန်လေးလိုတာယာလွန်လာပါတယ်။အောင်စီဟာပြုံးလိုက်ပြီးသူ့နာမည်ကိုပြောပြကသူမရဲ့ဒဏ်ရာတက်တာအောင်ပြုစုပေးမယ်အကြောင်းဂတိပေးလိုက်ပါတယ်။ကိန္ဒရီမာလေးရဲ့နာမည်ကရွှေရောင်မင်းသမီးလို့သိလိုက်ရတဲ့အချိန်မှာတော့တောအုပ်ကြီးဟာပိုပြီးလှပလာသလိုအောင်စီခံစားလိုက်ရပါတယ်။ဒါပေမဲ့သူတို့နှစ်ယောက်မသိလိုက်တာကတော့ကိန္ဒရီမာလေးပျောက်ဆုံးသွားတဲ့အတွက်ဟိမဝန္တာတောင်ထိပ်ကကိန္ဒရာမင်းကြီးဟာအမျက်ထွက်နေပြီးတစ်ဖက်မှာလေတောထဲကတန်ဖိုးကြီးတဲ့ကိန္ဒရီအမွှေးအတောင်တွေကိုအမဲလိုက်ချင်နေတဲ့လူဆိုးအုပ်စုတစုဟာဒီတောအုပ်ထဲကိုခြီဦးလှိမ့်နေပြီးဆိုတာပါပဲရက်အနှဲငယ်ကြာလာတဲ့အခါမှာတော့အောင်စင်ရဲ့နူးညံ့တဲ့ပြုစုမှုတွေကြောင့်ရွှေရောင်မင်းသမီးရဲ့ဒဏ်ရာဟာတိတိတသာတက်တာလာပါတယ်
အောင်စီဟာနေ့တိုင်းတောထဲကိုထင်းခုတ်ဖို့ထက်သူမအတွက်တစ်သီးဝက်လံနေရှာဖွေဖို့နဲ့သူမရဲ့နာကျင်မှုတွေကိုမိတ်ပြောက်စီမဲ့တရောတန်လေးတွေပေးဖို့ပဲအာယုံရောက်နေခဲ့ပါတယ်။ကျမတို့ကင်တရီတွေဟာလူသားတွေနဲ့ဝဝေးမှနေရတယ်လို့လူကြီးတွေကဆုံးမဖူးတယ်။ရွှေရောင်မင်းသမီးကသူမရဲ့တောက်ပတဲ့အတောင်ပန်းတွေကိုအသားအရာဖြန့်ရင်းပြောပြပါတယ်။ဒါပေမဲ့ရှင်ရဲ့တရောတန်ကကျမကိုနွေးထွေးစီတယ်အောင်စီ။ဒါဟာဘာကြောင့်လဲဆိုတာကျမလည်းမသိဘူး။အောင်စီဟာသူမရဲ့စကားကြောင့်ရင်ထဲမှာလှိုက်ခနေဖြစ်သွားပါတယ်။သူဟာတာမန်ထင်းခုတ်သမားလေးတဦးဖြစ်ပြီးသူမကတော့မြင့်မြတ်တဲ့ဟိမဝန္တာသားဖြစ်နေတာကြောင့်ဒီခံစားချက်ဟာမဖြစ်သင့်ဘူးဆိုတာသိပေမဲ့တားဆီးလို့မရတော့ပါဘူး။သူတို့နှစ်ယောက်ဟာရေတကွန်ဘေးမှာထိုင်ရင်းတယောက်အကြောင်းတယောက်ပြောပြရင်းနဲ့တန်ရောစီနေခိုင်မာလာခဲ့ပါတယ်။သို့တော်လေအေးချမ်းမှုဟာကြာရှည်မခံခဲ့ပါဘူး။ တနေ့ညနေဆောင်မှာတော့တောအုပ်ရဲ့တစ်ဖက်ချမ်းကနေခွေးဟောင်တန်တွေနဲ့လူတွေရဲ့အော်ဟစ်တန်တွေကိုကြားလိုက်ရပါတယ်။ကိန္ဒရီမာလီရဲ့ရွှေရောင်အတောင်ပံတွေကိုမြင်ဘူးသွားတဲ့မုတ်ဆိုးအုပ်စုဟာလက်နက်ကိုစီနဲ့တောနက်ထဲကိုစိတ်ဝင်လာကြတာပါ။သူမကိုရှာကြရွှေရောင်အတောင်ပံတစ်စုံကိုရရင်ငါတို့တစ်သက်လုံးထိုင်စားလို့ရပြီဆိုတဲ့လောဘတန်တွေဟာတောအုပ်ထဲမှာပြန့်လွင့်နေပါတယ်။အောင်စီဟာစိုးရိမ်တကြီးနဲ့ရွှေရောင်မင်းသမီးကိုကူအနက်ဆုံးနေရာမှာဝတ်ထားလိုက်ပါတယ်။မင်းသမီးဒီထဲမှာပဲနေပါဘာတန်ကြကြအပြင်ကိုမထွက်လာပါနဲ့လို့မာကြားပြီးသူဟာမုတ်ဆိုးတွေကိုတားဆီးဖို့အတွက်တရောလေးကိုကင်ပြီးကူအပြင်ကိုထွက်လာခဲ့ပါတယ်။အောင်စီဟာမုတ်ဆိုးတွေကိုတခြားလမ်းကြောင်းဘက်ရောက်သွားအောင်လမ်းလွဲဖို့ကြိုးစားပေမဲ့ကန်ဆိုးစွာပဲမုတ်ဆိုးခေါင်းဆောင်ဟာမြေပြင်ပေါ်မှာကျနေတဲ့ကိန္ဒရီအမွှေးအတောင်တစ်ခုကိုတွေ့သွားပါတယ်။ဟေးကောင်လေးမင်းတစ်ခုခုကိုဖုံးကွယ်ထားတာလားမုတ်ဆိုးခေါင်းဆောင်ကအောင်စီရဲ့လေပင်ကိုဓာတ်နဲ့ထောက်လိုက်ပါတယ်။အဲ့ဒီအချိန်မှာပဲဂူထဲကနေတားဆီးလို့မရတဲ့ထူးဆန်းတဲ့အလင်းရောင်တစ်ခုဖွက်ပေါ်လာပြီ။ဂူထဲကနေထွက်ပေါ်လာတဲ့ရွှေရောင်အလင်းတန်းဟာမုတ်ဆိုးတွေရဲ့မျက်စိကိုကျိန်းဆက်သွားစေပါတယ်။အောင်စီတားချိန်မရလိုက်ခင်မှာပဲရွှေရောင်မင်းသမီးဟာသူမရဲ့အသက်သခင်အောင်စီကိုကဲ့တင်ဖို့အတွက်ဂူအပြင်ကိုဝဲပြန်ထွက်လာခဲ့ပါတယ်။အောင်စီကိုလွှတ်လိုက်စမ်းသူမရဲ့အတန်ဟာဟိမ့်ထွက်သွားပြီးရွှေရောင်မင်းသမီးရဲ့နာကျင်စူးရှတဲ့အော်ဟစ်တန်ကြီးဟာတောအုပ်တစ်ခုလုံးကိုတုန်ခါသွားစေပါတယ်။အဲ့ဒီချိန်မှာပဲကောင်းကင်ယံကနေမိုးကြိုးတန်လိုဟိန်းဟောက်တန်ကြီးတစ်ခုထွက်ပေါ်လာပြီးတိမ်တိုက်တွေကြားကနေကိန္ဒရာတပ်ဖွဲ့ဝင်တွေနဲ့အတူကိန္ဒရာမင်းကြီးကိုယ်တိုင်ဆင်းသက်လာပါတော့တယ်။မြင့်မြတ်တဲ့ကိန္ဒရာစစ်တီတွေရဲ့တကူးကြောင့်မိုးဆိုးတွေဟာကြောက်လန့်တကြားထွက်ပြေးကြရပါတယ်။ဒါပေမဲ့အခြေအနေကစိတ်မကောင်းစရာဖြစ်လာပါတယ်။ကိန္ဒရာမင်းကြီးဟာဒဏ်ရာရနေတဲ့အောင်စီကိုတစ်ချက်ကြည့်ပြီးသူ့သမီးတော်ကိုတင်းမာတဲ့လေသံနဲ့ပြောလိုက်ပါတယ်။သမီးတော်လူသားနဲ့ဆက်ဆံတာဟာငါတို့မျိုးနွယ်အတွက်အကြီးမားဆုံးအဖြစ်ပဲ။အခုချက်ချင်းဟိမဝန္နာကိုပြန်ရမယ်။ရွှေရောင်မင်းသမီးဟာလဲကျနေတဲ့အောင်စီရဲ့လက်ကိုတင်းတင်းဆုပ်ထားရင်မျက်ရည်တွေကျနေပါတယ်။ခမဲတော်သမီးကိုတက်ရင်တက်ပါအောင်စီကိုတော့ကေပြီးပါ။သူဟာသမီးရဲ့အသက်သခင်ပါလို့တောင်းပန်ရှာပါတယ်။ကိန္ဒရာမင်းကြီးကအောင်စီကိုကေတင်ပေးမလား။ဒါမှမဟုတ်ချစ်သူနှစ်ဦးကိုအတင်းအကျပ်ခွဲလိုက်မှာလား။အောင်စီရဲ့မျက်နှာဟာအစိတ်တန်ကြောင့်တဖြည်းဖြည်းပြာနန်းလာပါတယ်။ရွှေရောင်မင်းသမီးဟာသူမရဲ့လက်ဖွားလေးတွေနဲ့အောင်စိတ်ရဲ့ပါးပြင်ကိုအသာအရာထိတွေ့ရင်ရှိုက်ကြီးတငင်ငိုကြွေးနေပါတယ်။သမီးတော်အချိန်မရှိတော့ဘူး။ဒီလူသားဟာငါတို့မျိုးနွယ်မဟုတ်တဲ့အတွက်ငါတို့ရဲ့နတ်ဆေးတွေနဲ့ကုသပေးဖို့မဖြစ်နိုင်ဘူး။ဟုကိန္ဒရာမင်းကြီးကအေးဆက်စွာပြောလိုက်ပါတယ်။ဒါဆိုသမီးရဲ့အသက်နဲ့လဲပြီးကယ်ပါမယ်ခမဲတော်။ရွှေရောင်မင်းသမီးကပြတ်သားစွာဆုံးဖြတ်ချက်ချလိုက်ပါတယ်။ကိန္ဒရီမျိုးနွယ်တွေမှာသူတို့ရဲ့အသက်စွမ်းအင်ကိန်းအောင်နေတဲ့နှလုံးသားရွှေရည်ဆိုတာရှိပါတယ်။အဲ့ဒီစွမ်းအင်ကိုထုတ်ပေးလိုက်ရင်လူသားတစ်ယောက်ရဲ့အစိတ်ကိုပြေစေနိုင်ပေမဲ့ကိန္ဒရီမလီမှာတော့ပြန်တန်းနိုင်စွမ်းကင်းမဲ့သွားမှာဖြစ်တယ်လို့တာမန်လူသားတစ်ယောက်လိုပဲတဖြည်းဖြည်းအိုမင်းရင်ရောသိဆုံးသွားရမှာပါ။ကိန္ဒရာမင်းကြီးဟာသမီးတော်ရဲ့မျက်ရည်တွေကိုကြည့်ပြီးတပ်ပြင်းချလိုက်ပါတယ်။ကောင်းပြီ။သမီးတော်ရဲ့ဆန္ဒအတိုင်းကုသခွင့်ပေးမယ်။ဒါပေမဲ့အပြန်အလှန်အားဖြင့်ဂတိတစ်ခုပေးရမယ်။ဒီလူသားအသက်ရှင်လာတာနဲ့သမီးတော်ဟာငါနဲ့အတူဟိမဝန္တာကိုချက်ချင်းလိုက်ခဲ့ရမယ်။နောက်ဘယ်တော့မှလူပြည်ကိုချီမချရဘူး။ဒါဟာဒီလူသားရဲ့အသက်အတွက်လေးလျော်ရမယ်တန်ဖို့ပဲ။ရွှေရောင်မင်းသမီးဟာမိမျောနေတဲ့အောင်စီကိုကြည့်ရင်
ရင်ကွေးမတက်ခန်းစားလိုက်ရပါတယ်။သူမအောင်စီအနားမှာနေချင်ပြီးမြင့်အောင်စီအသက်ရှင်ဖို့ကပိုအရေးကြီးပါတယ်။သမီးကတိပေးပါတယ်ခမေတော်လို့တုံရီစွာပြောလိုက်ပါတယ်။ရွှေရောင်မင်းသမီးဟာသူမရဲ့ရွှေရောင်အတောင်ပံတွေကိုဖျက်လိုက်ပြီးအောင်စီရဲ့ရင်ဘတ်ပေါ်ကိုအလင်းတန်းတစ်ခုကြားရောက်စေလိုက်ပါတယ်။အောင်စီရဲ့ခန္ဓာကိုယ်ထဲကအစိတ်တွေဟာတဖြည်းဖြည်းပြင်းစင်သွားပြီးအသက်ရှူသံတွေပြန်လည်မှန်ကန်လာပါတယ်။အောင်စီမျက်လုံးပွင့်မလာခင်မှာပဲကင်ဒရာမင်းကြီးကသူမကိုအတင်းအကျပ်ခေါ်ဆောင်ဖို့ပြင်ပါတယ်။ရွှေရောင်မင်းသမီးဟာနောက်ဆုံးအနေနဲ့အောင်စီရဲ့လက်ထဲကိုသူမရဲ့တန်ဖိုးအရှိဆုံးရွှေရောင်အတောင်ပံအမွှေးတစ်ပင်ကိုထည့်ပေးခဲ့ပါတယ်။အောင်စီတတိယလာတဲ့အချိန်မှာတော့တောအုပ်ကြီးဟာတိတ်ဆိတ်လိုနေပါတယ်။ကောင်းကင်ရံမှာတော့ရွှေရောင်အလင်းတန်းတစ်ခုပျောက်ကွယ်လူနေပေါင်းဝေးကွာသွားတာကိုသာတွေ့လိုက်ရပါတယ်။မင်းသမီးအောင်စီဟာအာယူပြီးအော်ဟစ်လိုက်ပြီးမေလီထဲမှာတော့သူမစီကကြံ့ရစ်ခဲ့တဲ့တစ်ခွာပုံရနက်လေးသာကြံ့ရစ်ပါတော့တယ်။အောင်စီဟာလက်ထဲကရွှေရောင်အတောင်ပံလေးကိုတင်းတင်းဆုပ်ထားရင်းအယူးတယောက်လိုတောနက်ထဲမှာလှဲ့လေအော်ဟစ်နေခဲ့ပါတယ်။သူမရှိခဲ့တဲ့ကူလေးအတူထိုင်ခဲ့တဲ့ရေတခွန်ဘေးနေရာတိုင်းမှာရွှေရောင်မင်းသမီးရဲ့အရေးရောင်လေးရှိနေပေမဲ့ကိုယ်ထိတ်ကူတော့မတွေ့ရတော့ပါဘူး။ငါအသက်ကိုကဲသွားပြီးမင်းကဘာလို့ထွက်သွားရတာလဲ။အောင်စီဟာနေ့စဉ်နဲ့အမျှထေးမခုတ်တော့ပဲတောင်ဘက်ကမြေမားလာတဲ့ဟိမဝန္တာတောင်တန်းကြီးကိုသာငေးကြည့်နေခဲ့ပါတယ်။ရွာကလူတွေကသူ့ကိုတောချောက်ခံရတဲ့အယူလို့ကဲရဲကြပေမဲ့သူ့ဂယူမဆိုင်ပါဘူး။သူသိတာကတခုပဲရှိပါတယ်။သူမစီကိုသူအရောက်သွားရမယ်ဆိုတာပါပဲ။တစ်ဖက်မှာတော့ဟိမဝန္တာတောင်ထိပ်ကငွေနန်းတော်ကြီးထဲမှာရွှေရောင်မင်းသမီးဟာအကျဉ်းသားတစ်ယောက်လိုหนีထိုင်နေရပါတယ်။ခမေးတော်ကင်ဒရာမင်းကြီးကသူမကိုနန်းဆောင်အပြင်ပြီးမထွက်သလိုအဆောင်အကျက်ဒီနဲ့တင်းတင်းကြပ်ကြပ်ပိတ်ပင်ထားပါတယ်။သူမရဲ့အတောင်ပံဒီဟာအရင်လိုရွှေရောင်မတောက်တော့ပဲအယောင်မိန်ဖြော့နေပါတယ်။ဒါဟာလူသားတစ်ယောက်ကိုချစ်မိတဲ့အတွက်ခံစားရတဲ့အချစ်အစိတ်ကြောင့်လို့ကင်ဒရီတွေကဆိုကြပါတယ်။သမီးတော်အဲ့ဒီလူသားကိုမိလိုက်စမ်းပါ။သူဟာမကြခင်အိုမင်းတိဆုံးသွားမှာ။သမီးကတော့နှစ်ပေါင်းထောင်ချီအသက်ရှိရမယ်သူလို့ကင်ဒရာမင်းကြီးကဖြောင်းပြပါတယ်။ဒါပေမဲ့ရွှေရောင်မင်းသမီးကတော့နန်းဆောင်ပတင်းပေါက်ကနေအောင်စီရှိရတောင်အောက်အရက်ကိုငေးကြည့်ရင်မျက်ရည်ကျနေစေပါ။တနေ့မှာတော့အောင်စီဟာတောထဲကဝိဆာအဘိုးအိုတူးနဲ့ဆုံခဲ့ပါတယ်။အဘိုးအိုကအောင်စီရဲ့လက်ထဲကရွှေရောင်အတောင်ပံကိုကြည့်ပြီးတပ်ပြင်းချလိုက်ပါတယ်။မောင်ရင်ကိန်ဒရီဆိုတာနတ်မျိုးနွယ်ဝင်နေပါလူသားတယောက်အနေနဲ့သူတို့စီရောက်ဖို့ဆိုတာမဖြစ်နိုင်ဘူးဒါပေမဲ့တခုတော့ရှိတယ်အောင်စီဟာအဘိုးအိုရဲ့ခြေထောက်ကိုဖတ်ပြီးတောင်းပန်ပါတယ်ပြောပါအဖိုးဘလို့ခက်ခဲတဲ့အလုပ်ပဲဖြစ်ဖြစ်ကျွန်တော်လုပ်ပါမယ်ဟီမဝန္တာရဲ့အမြင့်ဆုံးတောင်ထိပ်မှာပေါက်တဲ့ကရဝီပန်းကိုရှာရမယ်အဲ့ဒီပန်းရဲ့ရနံ့ကိုရှူရှိုင်းရင်လူသားတယောက်ဟာခဏတာပြန်သားနိုင်စွာရလိမ့်မယ်ဒါပေမဲ့တတိထားအဲ့ဒီပန်းကိုခူးတဲ့သူဟာသူ့ရဲ့အမြင်အာရုံမျက်စိကိုစတေးရတတ်တယ်အောင်စီဟာခဏလေးတောင်မစင်စားပဲပြန်ပြောလိုက်ပါတယ်သူ့မျက်နှာလေးကိုတစ်ခါလောက်ပြန်မြင်ရဖို့ဆိုရင်ကျွန်တော်မျက်စိတွေကွယ်သွားပါစေကျွန်တော်သွားပါမယ်အဖိုးအောင်စီဟာတောင်ပေါ်ကိုတက်ဖို့ပြင်ဆင်ပါတော့တယ်ဒါပေမဲ့သူမသိတာကတော့အဲ့ဒီကရဝီပန်းကိုစောင့်ကြပ်နေတယ်ကြောက်မဖွေရဘလူးတတဝါကြီးရှိနေတာပါပဲအောင်စီဟာဝိဇ္ဇာအဖိုးအိုညွန်ပြတဲ့အတိုင်းမတ်ဆောက်လွန်းနဲ့နှင်းတောင်တန်းကြီးပေါ်ကိုစတင်တက်လှမ်းခဲ့ပါတယ်လမ်းခရီးကကြမ်းတမ်းလွန်းလာပါတယ်ထက်မြက်တဲ့ကြောက်ဆောင်တွေကသူ့ခြေထောက်တွေကိုရှာပြီးသွေးတွေထွက်နေပြီးမြဲအောင်စီကတော့မနာတမ်းတက်ခဲ့ပါတယ်သူ့ရင်ဘတ်ထဲမှာတော့ရွှေရောင်မင်းသမီးရဲ့မျက်နှာလေးကအားအင်တစ်ခုလိုကိန်းအောင်နေပါတယ်နောက်ဆုံးမှာတော့တိမ်တိုက်တွေအထက်ကကရဝိတ်ကြောက်ကမ်းပါးစီကိုသူရောက်ရှိသွားပါတယ်အဲ့ဒီမှာထူးဆန်းတဲ့ခရမ်းရောင်အလင်းတန်းတွေထွက်နေတဲ့ကရဝိတ်ပန်းလေးကိုတွေ့လိုက်ရပါတယ်ဒါပေမဲ့ပန်းရဲ့အနားမှာတော့ကြီးမားလာတဲ့နှင်းဘလူးကြီးတစ်ကောင်ကအိမ်မောကြနေပါတယ်အောင်စီဟာအသက်ရှူပင်မဝွန့်ပဲပန်းနာကိုအသာအရာတူကတ်သွားပါတယ်သူလက်ကိုလှမ်းလိုက်တဲ့အချိန်မှာပဲဝိဇ္ဇာအဖိုးအိုတတိပေးခဲ့တဲ့စကားကနားထဲမှာပဲ့တင်ထပ်သွားပါတယ်ဒီပန်းကိုခူးလိုက်တာနဲ့မောင်ရင်းရဲ့မျက်စိနှစ်ကွယ်ဟာအလင်းကွယ်သွားလိမ့်မယ်
အောင်စီဟာခဏတာတုံဆိုင်သွားပါတယ်ငါမျက်စိကွေသွားရင်မင်းသမီးကိုဘလို့မြင်ရတော့မလဲလို့တွေးမိလိုက်ပေမယ့်ငါမသွားရင်တော့မင်းသမီးကိုထာဝရလက်လွတ်ရတော့မယ်ဆိုတဲ့အတွေးကပိုကြီးဆိုးသွားပါတယ်မင်းသမီးကိုခွေလို့ပါ အောင်စီဟာမျက်လုံးကိုစုံမိတ်ပြီးပန်းကိုဆက်ခနဲ့ခူလိုက်ပါတယ်အဲ့ဒီအချိန်မှာပဲစူးရှာလာတဲ့ခရမ်းရောင်အလင်းတန်းတစ်ခုကအောင်စီရဲ့မျက်ဝန်းတွေကိုထိုးဖောက်သွားပြီးပြင်းထန်တဲ့နာကျင်မှုနဲ့အတူကဘာကြီးတစ်ခုလုံးမောင်အတိကျသွားပါတော့တယ်အာအောင်စီရဲ့အော်တန်ကြောင့်နှင်းဘလူးကြီးနိုးလာပြီးဟိန်းဟောက်လိုက်ပါတယ်ဒါပေမဲ့ထူးဆန်းတာကကရဝိတ်ပန်းရဲ့ရနံ့ဟာအောင်စီရဲ့ခန္ဓာကိုယ်ကိုလေထဲမှာပေါ့ပါသွားစီပြီးသူ့ကြောပြင်ကနေအဖြူရောင်အလင်းတန်းအတောင်ပံနှစ်ဖက်ထွက်ပေါ်လာစီပါတယ်အောင်စီဟာမျက်စိမမြင်ရတော့ပေမဲ့နှလုံးသားထဲကခံစားချက်ကိုဦးဆောင်ပြီးဟီမဝန္တာငွေနှန်းတော်ရှိရာစီကိုရင်းရိုင်စွာပြန်တန်းသွားပါတော့တယ်တစ်ဖက်မှာတော့ရွှေရောင်မင်းသမီးဟာနန်းဆောင်ပတင်းပေါက်နာမှာထိုင်နေရင်ရုတ်တရက်ရင်ဘတ်ထက်ကစူးကနေခံစားလိုက်ရပါတယ်သူမရဲ့မျက်ရည်တွေဟာအကြောင်းကြီးမရှိဘဲဝဲတက်လာပါတယ်အောင်စီရှင်စီကတရောတန်လေးကိုကျမကြားနေရတယ်လို့ပဲသူမကောင်းကင်ကိုမောကြည့်လိုက်တဲ့အခါတိမ်တိုက်တွေကြားကနေတရီးတရိုင်နဲ့ပြန်တန်းလာတဲ့လူသားတစ်ယောက်ကိုမြင်လိုက်ရပါတယ်ဒါပေမဲ့အဲ့ဒီလူသားရဲ့မျက်ဝန်းတွေစီကနေသွေးစအချို့ကျနေတာကိုတွေ့လိုက်ရတဲ့အခါရွှေရောင်မင်းသမီးရဲ့ကဖာကြီးပြိုလဲသွားပါတော့တယ်အောင်စီဟာမျက်ဝန်းအစုံကနေအလင်းကွယ်သွားခဲ့ပေမဲ့ရွှေရောင်မင်းသမီးစီကတင်းပြန့်လာတဲ့တစ်ခုပန်းရနံ့ကိုအာယုံခံပြီးငွေနှန်းတော်ရဲ့လီသားဆောင်စီကိုအားတင်းပြန်တန်းလာခဲ့ပါတယ်သူ့ရဲ့အဖြူရောင်အလင်းတန်းအတောင်ပံတွေဟာတဖြည်းဖြည်းအားနည်းလာပြီးတုံရီနေပါတယ်မင်းသမီးရှိနေလားအောင်စီရဲ့တုံရီနေတဲ့အတန်လေးဟာလီထဲမှာပဲ့တင်ထပ်သွားပါတယ်ရွှေရောင်မင်းသမီးဟာသူမရဲ့ရှိမှာသွေးစွန်းပြီးဖုံမှုတွေပီကျန်နေတဲ့အောင်စီကိုမြင်လိုက်ရတဲ့အခါရင်ထဲမှာဘုံတစ်လုံးပေါက်ကွဲသွားတယ်လို့ခံစားလိုက်ရပါတယ်သူမဟာအဆောင်တွေရဲ့တားဆီးမှုကိုဂရုမစိုက်ပဲအောင်စီစီကိုပြေးသွားပြီးသူ့ကိုတင်းတင်းကြပ်ကြပ်ဖတ်ထားလိုက်ပါတယ်အောင်စီဘာလို့တလောက်ထိအပင်ပန်းခံခဲ့ရလဲရှင်ရဲ့မျက်လုံးတွေဘာဖြစ်သွားတာလဲရွှေရောင်မင်းသမီးဟာငိုရှိုက်ရင်အောင်စီရဲ့မျက်နှာကိုပုတ်တက်နေရှာပါတယ်အောင်စီဟာမြင်ရယုံမကတော့ပေမဲ့သူမရဲ့နှွေးထွေးတဲ့လက်ကလေးတွေကိုခံစားလိုက်ရတဲ့အခါမှာတော့ပြုံးလိုက်ပါတယ်ကိုခွင့်လွတ်ပါမင်းသမီးရဲ့မျက်နှာလေးကိုနောက်ဆုံးတစ်ခါလောက်ပြန်မြင်ခြင်းပြီးမင်းအခုတော့အတန်လေးကြားရတာနေတင်ကိုကြည်နှက်ပါပြီကိုမင်းသမီးကိုအယမ်းလွန်လူလာခဲ့ရသူတို့နှစ်ယောက်ဖတ်ထားတဲ့ပုံရိပ်ဟာကြည်ရသူတိုင်းကိုမျက်ရည်ကျစီလောက်ပါတယ်ဒါပေမဲ့အဲ့ဒီအချိန်မှာပဲနန်းတော်တစ်ခုလုံးတုန်ခါသွားပြီးကင်ဒရာမင်းကြီးဟာဒေါသအမျက်ချောင်းထွက်လျက်ရောက်ရှိလာပါတယ်မိုင်မဲလာတဲ့လူသားငါရဲ့ဂတိကိုဖောက်ဖျက်ပြီးငါသမီးတော်ကိုလာတွေ့ယုံနေမကဘူးငါတို့ရဲ့မြင့်မြတ်တဲ့ကရဝိတ်ပန်းကိုပါခိုးယူခဲ့တယ်ပေါ့ကင်ဒရာမင်းကြီးဟာသူ့ရဲ့လက်နက်ကိုအောင်စီစီကိုချိန်လိုက်ပါတယ်ရွှေရောင်မင်းသမီးဟာအောင်စီရှိကနေကာစီးလိုက်ပြီးဒူးထောက်တောင်းပန်ပါတယ်ခမီးတော်သူ့မှာအပြစ်မရှိပါဘူးသူ့ကိုတတ်မယ်ဆိုရင်သမီးကိုအရင်တတ်ပါသူဟာသမီးအတွက်သူ့ရဲ့မျက်စိအလင်းကိုတောင်စတီးခဲ့တာပါဒီလောက်ကြီးမားတဲ့အချစ်မျိုးကိုခမီးတော်မမြင်နိုင်ဘူးလားကင်ဒရာမင်းကြီးဟာတုံဆိုင်သွားပါတယ်သူ့သမီးတော်ရဲ့မျက်ဝန်းတွေကပြတ်သားမှုနဲ့လူသားလေးရဲ့စတီးမှုကိုကြည့်ပြီးစိတ်နှလုံးတုန်လှုပ်သွားပါတယ်ဒါပေမဲ့ကင်ဒရီတို့ရဲ့ဥပဒေကတော့ပြင်းထန်လွန်းလာပါတယ်ကောင်းပြီငါသူ့ကိုမတတ်ဘူးဒါပေမဲ့ဒီလူသားဟာငါတို့ရဲ့ကရဝိတ်ပန်းကိုခူးခဲ့တဲ့အတွက်သူ့ရဲ့အသက်ဆွမ်းအင်းကြီးဟာတဖြည်းဖြည်းခန်းချောက်သွားလိမ့်မယ်သူဟာဒီနန်းတော်မှာနေလို့မရဘူးအခုချက်ချင်းသူ့ကိုလူပြည်ကိုပြန်ပို့ရမယ်ရွှေရောင်မင်းသမီးဟာရှိုက်ကြီးတဲ့ငိုကြွေးအောင်စီကိုကြည့်လိုက်ပါတယ်သူမဟာဆုံးဖြတ်ချက်တစ်ခုကိုချလိုက်ပါတော့တယ်ခမဲတော်သမီးဆုံးဖြတ်ပြီးပြီအောင်စီမရှိတဲ့ဟိမဝန္တာဟာသမီးအတွက်တော့အေးဆက်တဲ့အကျဉ်းထောင်တစ်ခုပါပဲရွှေရောင်မင်းသမီးရဲ့စကားကြောင့်နန်းရင်ပြင်တစ်ခုလုံးတိတ်ဆိတ်သွားပါတယ်သူမဟာအောင်စီရဲ့လက်ကိုတင်းတင်းဆုပ်ကင်ရင်းကင်ဒရာမင်းကြီးကိုစိုက်ကြည့်လိုက်ပါတယ်ပြီးနောက်သူမရဲ့လှပလုံးနဲ့ရွှေရောင်အတောင်ပံတွေကိုအသာအရာခတ်လိုက်ရာကနေထူးဆန်းတဲ့အလင်းတန်းတွေထွက်ပေါ်လာပါတယ်။သမီးတော်မင်းပါလို့မလို့လဲ။ကင်ဒရာမင်းကြီးအလန့်တကြားအော်ဟစ်လိုက်ပါတယ်။ရွှေရောင်မင်းသမီးဟာသူမရဲ့လက်နှစ်ဖက်ကိုရင်ဘတ်ပေါ်မှာတင်လိုက်ပြီး
ကိန္ဒရီမျိုးနွယ်တွေရဲ့အသက်ဝိညာဉ်ဖြစ်တဲ့နှလုံးသားရွှေကြီးကိုစတင်ထုတ်ယူလိုက်ပါတယ်။ဒါဟာကိန္ဒရီတယောက်အတွက်အသက်ရှင်လျက်နဲ့ဝိညာဉ်ကိုဆွဲထုတ်ခံရတယ်လို့နာကျင်လွန်လာတဲ့အလုပ်ပါ။သူမရဲ့ခန္ဓာကိုယ်ဟာတုံကြီးလာပြီးရွှေရောင်အတောင်ပံတွေဟာတစ်ဖက်ချင်းစီမြေပေါ်ကိုလျှောကျသွားပါတယ်။မင်းသမီးမလုပ်ပါနဲ့တော်ပါတော့ကိုတောင်းပန်ပါတယ်။အောင်စီဟာမြင်ရယုံမကားပေမဲ့သူမရဲ့နာကျင်စွာညီးတွားတန်းကြောင့်ဘာဖြစ်နေတယ်လဲဆိုတာသိလိုက်ပါတယ်။သူဟာသူမကိုတားဆီးဖို့ကြိုးစားပြီးမြဲခန္ဓာကိုယ်ကအားအင်းမရှိတော့ပဲလဲကျနေပါတယ်။ရွှေရောင်မင်းသမီးဟာသူမရဲ့အသက်ဆွမ်းအင်းဒီကိုအောင်စီရဲ့ရင်ဘတ်ထဲကိုထည့်ပေးလိုက်ပါတယ်။အဲ့ဒီအချိန်မှာပဲအောင်စီရဲ့ကွယ်နေတဲ့မျက်ဝန်းအစုံစီကနေအလင်းတန်းလေးတွေပြန်လေထွက်ပေါ်လာပြီးအသက်ရှူတန်းတွေပြန်လေအားကောင်းလာပါတယ်။ဒါပေမဲ့ရွှေရောင်မင်းသမီးကတော့အတောင်ပံမရှိတော့တဲ့တာမန်မင်းကလေးတစ်ယောက်လိုမြေပြင်ပေါ်ကိုပုံလျက်သားလဲကျသွားပါတော့တယ်။ သူမဟာကိန္ဒရီအဖြစ်ကနေဆွန့်လွတ်လိုက်ပြီးလူသားတစ်ယောက်ဖြစ်သွားခဲ့ပါပြီ။သမီးတော်မိုက်မဲလိုက်တာကိန္ဒရာမင်းကြီးဟာမျက်ရည်တွေဝဲလာရင်ရှီကိုတိုးလာပါတယ်။နတ်မျိုးနွယ်ကနေစွန့်ခွာတဲ့သူဟာငါတို့ရဲ့နန်းတော်မှာနေခွင့်မရှိတော့ဘူး။ဒါပေမဲ့သမီးရဲ့အချစ်ကိုတော့ငါအရှုံးပေးပါတယ်။မင်းတို့နှစ်ယောက်ကိုလူပြည်ကိုငါကိုယ်တိုင်ပို့ပေးပါမယ်။အောင်စီမျက်လုံးတွေပြန်ပွင့်လာတဲ့အချိန်မှာတော့သူမြင်လိုက်ရတဲ့ပထမဆုံးမြင်ကွင်းကရွှေရောင်အတောင်ပံတွေမရှိတော့ပဲနွမ်းလျနေတဲ့သူ့ရဲ့ချစ်သူရွှေရောင်မင်းသမီးလေးရဲ့မျက်နှာပါမင်းသမီးဘာလို့ဒီလောက်ထိအနစ်နာခံရတာလဲအောင်စီကသူမကိုပွေ့ချီရင်ငိုကြွေးလိုက်ပါတယ်ရွှေရောင်မင်းသမီးကဖြော့တော်စွာပြုံးလိုက်ပါတယ်ရှင်ကကျမအတွက်မျက်စိအလင်းကိုစတီးခဲတာပဲအောင်စီကျမကကိုဘာလို့အတောင်ပံတွေကိုမယုတ်မစွတ်လွတ်နိုင်ရမှာလဲအခုကျမတို့အတူတူရှိနေနိုင်ပြီလေကိန္ဒရာမင်းကြီးဟာလေပြင်းတစ်ခုကိုဖန်တီးလိုက်ပြီးသူတို့နှစ်ယောက်ကိုသူတို့ပထမဆုံးဆုံတွေ့ခဲ့တဲ့တောနက်ထေကရီတခွန်ဘေးစီကိုပြန်လေပို့ဆောင်ပေးလိုက်ပါတယ်ဒါပေမဲ့ကံကြမ္မာဟာသူတို့ကိုတီလွတ်နေပေဤချမ်းခွင့်ပေးပါမလားအောင်စီနဲ့လူသားဘဝကူးပြောင်းသွားတဲ့ရွှေရောင်မင်းသမီးတို့ဟာသူတို့စတင်ဆုံတွေ့ခဲ့တဲ့ရေတကွန်ဘေးကဂူဟောင်းလေးထဲမှာပဲအခြေချနေထိုင်ခဲ့ကြပါတယ်။အောင်စီဟာမျက်စိအလင်းပြန်ရလာပြီးမြဲရွှေရောင်မင်းသမီးကတော့သူမရဲ့အသက်ဆွမ်းအင်းဒီကိုအောင်စီကိုပေးလိုက်ရတဲ့အတွက်နေ့စဉ်နဲ့အမျှအားအင်းဒီကုန်ခန်းလာခဲ့ပါတယ်။သူမဟာအရင်လိုရွှေရောင်တောက်ပမနေတော့ပါဘူး။အသားအရည်တွေဟာဖြူဖြော့လာပြီးအသက်ရှူတန်းတွေကလည်းတဖြည်းဖြည်းနွမ်းလျလာပါတယ်။အောင်စီကတော့ဒါကိုသိတာကြောင့်သူမကိုအကောင်းဆုံးပြုစုပြီးတစ်စက္ကန့်လေးတောင်အဝေးမခံဘဲဂီယူဆိုင်ခဲ့ပါတယ်။အောင်စီရှင်ရဲ့တရောတန်လေးကိုကျမနောက်ဆုံးတစ်ခါလောက်နားထောင်ခြင်းနဲ့တနေ့နီဝင်ချိန်မှာတော့ရွှေရောင်မင်းသမီးဟာအောင်စီရဲ့ရင်ခွင်ထဲမှာမှီရင်တိုးတိုးလေးပြောလိုက်ပါတယ်။အောင်စီဟာရင်ထဲမှာစွန့်နစ်နေပြီးမြဲတရောလေးကိုယူပြီးသူတို့နှစ်ယောက်ရဲ့အမှတ်တရတန်းစင်လေးကိုစတင်ထိုးလိုက်ပါတယ်။တရောတန်လေးဟာရေတခွန်တန်နဲ့အတူတောအုပ်တစ်ခုလုံးကိုလွှမ်းမိုးဖွယ်ရာပြန့်လွင့်သွားပါတယ်။အောင်စီကျမအတောင်ပံနေမရှိတော့ပေမဲ့ရှင်ရဲ့အချစ်ကြောင့်ကျမကောင်းကင်ရံထပ်ပုံမြင့်တဲ့နေရာကိုရောက်ခဲ့ရတယ်လို့ခံစားရတယ်။ရှင်ကိုချီရတာကျမဘဝရဲ့အလှဆုံးသောအမှားတစ်ခုပါပဲ။ရွှေရောင်မင်းသမီးရဲ့လက်ကလေးဟာအောင်စီရဲ့လက်ပေါ်ကနေအတအရာလျှောကျသွားပါတယ်။သူမရဲ့မျက်ဝန်းအစုံဟာအေးချမ်းစွာမှိတ်သွားပြီးပါးပြင်ပေါ်မှာတော့နောက်ဆုံးသောမျက်ရည်တစ်စက်ကြံ့ရစ်ခဲ့ပါတယ်။ထူးဆန်းတာကသူမတည်ဆုံးသွားတဲ့အချိန်မှာတော့သူမရဲ့ခန္ဓာကိုယ်ဟာတာမန်လူသားတွေလိုပုတ်တိုးမသွားပဲရွှေရောင်အလင်းမုန်လေးတွေအဖြစ်ပြောင်းလဲပြီးကောင်းကင်ယံစီကိုလွင့်ပြန့်သွားပါတော့တယ်။အောင်စီဟာဘာတန်မှထွက်မလာတော့ပဲသူမလွင့်ပြန့်သွားတဲ့ကောင်းကင်ကြီးကိုကြည့်ရင်ငိုကြွေးနေခဲ့ပါတယ်။နောက်ပိုင်းမှာတော့အဲ့ဒီတောနက်ထေကရေတကွန်ဘီမှာထူးဆန်းတဲ့တိခွာပန်းရွှေရောင်လေးတွေအမြဲပွင့်နေတတ်တယ်လို့ဆိုကြပါတယ်။ညဘက်ရောက်ရင်တော့အဲ့ဒီနေရာကနေလွှမ်းမောဖွယ်ရာတရောတန်တဲ့တဲ့ကိုကြားရတတ်ပြီးရွှေရောင်အလင်းတန်းလေးနှစ်ခုဟာတိမ်တိုက်တွေကြားမှာအမြဲတမ်းရှင်တွေးပြန်တန်းနေတာကိုတွေ့ရတတ်ပါတယ်။လူသားတစ်ယောက်ရဲ့စတီးမှုနဲ့ကိန္ဒရီမာလီတစ်ယောက်ရဲ့အနန္တအချစ်ဟာဟီမာဝန္တာတောင်ချီမှာထာဝရအလွမ်းအဖြစ်တမိုင်းတွင်ကြံ့ရည်ခဲ့ပါတော့တယ်
ပုံပြင်လေးကတော့ဒါပါပဲရှင်နားထောင်ပြီးတဲ့အရောက်စီတိုင်းကိုကြည်စုအများကြီးတင်ပါတယ်ရှင်